สวัสดีค่ะအားလုံးပဲမင်္ဂလာပါเนาะဒီနေ့မှာကကျွန်တော်ဒီတနေ့သုံးကြောင်း video file နဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးဒီ video file လေးကိုအစဆုံးတစ်ခေါက်နားထောင်ကြည့်ပေါ့เนาะပြီးလို့ရှိရင်ဒါလေးကိုဘာသာပြန်ပြပါမယ်ได้ยินไม่ค่อยชัดได้ยินไม่ค่อยชัดพูดอีกรอบได้ไหมพูดอีกรอบได้ไหมคิดอะไรอยู่คิดอะไรอยู่เนาะအဲ့ဒါလေးကိုသူ့ကိုတစ်ခေါက်သွားပြီးတော့ပြန်ကြည့်ကြည့်ပေါ့เนาะဆိုတော့ဒါလေးအဲ့တော့ဓာတ်ရဲ့ micro chat ဓာတ်ရဲ့ micro chat ဆိုတော့ဓာတ်ရင်ကကျတော့ကြာရယ်ပေါ့နော် mic ကကျတော့သူကမဘူးဒီမှာလို့ရှိရင်တော့မြန်မာလိုအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့သူကအဓိပ္ပာယ်က not နဲ့တူပေါ့နော်မြန်မာလိုဆိုလို့ရှိရင်တော့သူရဲ့အဓိပ္ပာယ်ကမဘူးဆိုတဲ့အဓိပ္ပာယ်ခွဲရဲ့အဓိပ္ပာယ်ကကျတော့တိတ်ပြီးတော့ပေါ့နော် chat ကကျတော့ရှင်းရှင်းလင်းလင်းထင်ထင်ရှားရှားဆိုတော့ဓာတ်ရဲ့ micro chat ဆိုတော့တိတ်ပြီးတော့ရှင်းရှင်းလင်းလင်းမကြားရအောင်ဆိုတော့မြန်မာလိုစီလိုအောင်ပြန်လိုက်တော့တေချာမကြားရဘူးလို့ဆိုတာနော်ဒီမှာလို့ရှိရင်လည်းမြန်မာလိုအတန်တွက်တွေလည်းဒီလိုပေးထားတယ်ပြီးလို့ရှိရင်တော့ဒီမှာ phone list အတန်တွက်တွေနဲ့ပေးထားတာပေါ့နော်အဲဆို DAI ဆိုတော့ DAI ဒီလိုပုံစံမျိုးလေးဆိုတော့သူကအောက်ကမြင့်တန်ဖြစ်သွားတယ် DAI YIN ဆိုတော့ရင်မှာဒီပုံစံလေးဆိုလို့ရှိရင်ရင် MAI ဆိုတော့ mic မှာဒီသင်္ကေတဆိုအောက်ကမြင့်ဆိုတော့ mic အဲဆိုရှင်တော့ဒီမှာKOOY ဆိုရှင်တော့ KO ဆိုခွေကို Y နဲ့ဆိုခွိဒီမှာဒီသင်္ကေတဆိုအောက်ကမြင့်ဆိုခွိ CHAT ဆိုတော့ chat အဲဆိုဒီမှာဒီသင်္ကေတလေးနဲ့ဆိုရင်သူကကြောင့်အာသရပါတဲ့ပုံစံလေးအဲဆိုဒါရဲ့ micro chat ဒါရဲ့ micro chat ဆိုတော့တေချာမကြားရဘူးပေါ့နော်အဲ့ဆိုနောက်ခေါ်ကြတော့ put equal die မိုင် put equal die မိုင်အဲ့ဆို put ကကျတော့ပြောတယ် equal ဆိုတော့နောက်တစ်ချိန်နောက်တစ်ခေါက် die မိုင်ဆို die ကကျတော့ရတယ်မိုင်ကကျတော့လာအဲ့ဆို put equal die မိုင်ဆိုနောက်တစ်ချိန်နောက်တစ်ခေါက်ထပ်ပြောလို့ရသလားလို့ဆိုတာနော်ပြီးနောက်တော့ကျတော့ kid ally you kid ကကျတော့တွေးတယ်စဉ်းစားတယ် ally you ဆိုရှင်နော်ဘာလဲပေါ့နော် you ကကြောင့်သူမှာဆိုရှင်တော့ရှိတယ်ပေါ့နော်အဲ့ဆိုရှင်တော့ kid ally you ဆိုတော့ရှိတယ်နေတယ်အဲ့ဆိုရှင်တော့ kid ally you ဆိုတော့ဘာကိုတွေးနေတယ်လဲဘာကိုစဉ်းစားနေတယ်လဲလို့ဆိုတာနော်အဲ့ဒါလေးရှိမယ်အဲ့ဒါဒီသူရဲ့စာကြောင်းအနောက်မှာလည်းပဲဒီဟာလေးတွေကိုသွားပြီးတော့ပေးထားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးအဲ့ဆိုရှင်တော့ဒီမှာဆိုရှင်ဓာတ်ရင်ဆိုရှင်တော့ကြားရတယ်မိုက်ကမဘူးခွေကတော့တိတ်ပြီးချက်ကတင်းတင်းလေးတင်းရှာရှာဖုကပြောတယ် e-cross ဆိုတော့တစ်ချိန်နောက်တစ်ခေါက်တိုင်းကတော့ရတယ်လို့ပြောတာနော်အဲ့ဆိုရှင်အရှိကစာကြောင်းလေးတွေကိုတစ်ခေါက်ချက်မယ်ဒီအနောက်ကဒါလေးနဲ့live မှတ်ပြီးပြောမယ်ဆိုလို့ရှိရင်ကြတော့ခဏလေးနဲ့ပဲရသွားလိမ့်မယ်ပေါ့နော်တနေ့3ကြောင်းဆိုလို့ရှိရင်ကြတော့တစ်လောက်မှဆိုလို့ရှိရင်ကြတော့အကြောင်း90ပေါ့နော်အဲ့လိုမျိုးလေးဖြည်းဖြည်းချင်းစီနားထောင်သွားမယ်ဆိုရှင်တော့ဒီထိုင်းစာရဲ့အပြောရည်တွေကတော့တိုးတက်လာမှာပေါ့နော်ကျွန်တော်ထိုင်းစာနဲ့ပတ်သက်တဲ့ post ကိတင်ကစာစကားပြောဝကြအကြောင်းအရာတွေအမေးဖြေကဏ္ဍတွေဆောင်းမဖတ်ခြင်းပုံမြင်စာရိုက်ဖတ်ခြင်းအကြောင်းအရာတွေကိုလည်းပဲဒီ Facebook page YouTube channel TikTok account wave account တွေမှာတင်ပေးသွားတာဖြစ်တဲ့ပြီးလို့ရှိရင်တော့ YouTube channel TikTok နဲ့ wave account တွေကိုlike and follow လုပ်ပြီး subscribe လုပ်ပေးဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်ဒီ file လေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ် video file မှာပြန်တွေ့ပါမယ်ဟုတ်ကဲ့ပါ